给大众零零妈妈你家喏，米巴斯达古那ထောင်ရမယ်ဖះကိုစီကိုရမယ်ဖះကလင်မာတဲ့လူကိုပဲကောင်းကြီးပြပါဖြစ်တယ်နော်ဒါတို့အခုစုတောင်းမိတာတင်ပြီးပြီနော်အမေလုံးတယ်လို့လိုက်တော့ကြနော်ခမေတော်သာတော်တန်စင်တော်ဝိညာဉ်တော်ဤနာမတော်မြတ်နာအာမင်ဟုတ်ပြီဒါငယ်ကပြန်လို့တယ်ပြန်လို့ချင်းစံဟုတ်ပြီမှန်ပြီအခုဂုဏ်ကျေးဇူးတော်မေတ္တာတင်ပြီနော်အမေဆိုတယ်လို့လိုက်ဆိုကြနော်ဂုဏ်ကျေးဇူးတော်နဲ့ပြည့်စုံတော်မူသောမာရိယသခင်မအားမင်္ဂလာဖြစ်စေတည်းဖျားသခင်တည်းသခင်မ၌ကျေဝတော်မူသောအာမင်ပြေဒါတို့ဒီနေ့ဒီလောက်ပဲမနေ့ကပြန်ဆင်းမယ်နော်ဟုတ်ကဲ့ပါမမေဒါနိုင်မမေဒုနိုင်没买的，ဘာလဲအဖေ不要耍气了吧？ဘာလဲပြောပါဦး俺二位打酒不要嘞，俺们就是否出去对象就差嘛？俺回来我一直说嘞，现在你大位，俺说俺打我了，俺二位打酒了，俺老表是否出去对象就差嘛？哦，然后嘛，恭喜嘛你，恭喜嘛，六幺嘛。对嘛，就在今天嘛，好不啦？စင်မရဲ့ဒီဘက်ကတော့ဖြစ်စီချင်တာပေါ့ဒါပေမဲ့ဒါတို့ရဲ့ဝတ္တနာကိုလည်းနေရမှာအတင်းလုံးဖယ်လို့မရဘူးသူတို့ရဲ့စိတ်ကြိုက်စွေးထရအောင်လေကျမကတော့ဖုန်းစီတစ်ပါးဖြစ်စီချင်တာပါ不要不。没有人说啊，我们呢，俺们呢，新闻一直说，俺们打起过来，新闻一直讲，是不就这样，就这样啊？喏，对了，ဟုတ်ပြီစူးစမ်းကြပါဦး你的精神再看下面，到底多高？有高下面，多的呀，多难下面，盖老板山。妈呀！
အခုရောနေဒီဘာနဲ့အားလုံး ဘုရားကောင်းပြီနဲ့ဒါစကားကျန်တဲ့အပြုအမူနဲ့ရင်းနေတာတဲ့တတိထားတော့အမေမကြိုက်ဘူးဒါမင်းပါစာလေးကိုဖတ်တာလေဒါဒီစက်စာကိုဖတ်တာဘယ်တော့စီစုတော့တော့ဒါရဲ့မိမာရာကိုပဲမေးမြင်ချင်းနေတော့ဒါ ဟုတ်ကဲ့ပါမမေဒါကြိုးစားပြီးပြင်ပါမယ်အိုမေရောဒါကိုဖုန်းလို့ပါတားလို့ခဲ့ရတယ်ကိုတားနာမရပါတယ်ဒီနေ့ကစပြီးအမေလိုချင်တဲ့ပုံစံတိုင်းတားနေပါမယ်စေရသားများနဲ့မမကျန်းသူများကိုတာပြုစုပါမယ်မကောင်းသောစာပေများကိုပတ်ချင်းချက်တမချမ်းစာကိုပဲဖတ်ပါရမယ်ဒီနေ့ကစပြီးဖြူစင်ခြင်းပါရမီကိုတည်တဲ့အထိတိုင်းနာပါ၏ဟုကတိပြုပါရယ်ငါတော့ဖြူစင်ချင်းပါရမီတောင်မကဝန်းဘယ်သောအခါမှအင်ချောင်မပြည့်ရမလဲကြောက်ကတိပေးမယ်စကားပြောရင်လည်းသူတစ်ပေါက်ကိုမချိကြိုက်အောင်ချူချူတတပြောမယ်စိတ်ရှိအောင်နေတော့မယ်ခုလည်းဘုန်းကြီးစီသွားပြီးအဘတ်သွားပြင်မယ် Thank you, Father. Good morning, Your Grace. morning bro bro ဒီကောင်းတယ်နော် Come back, Tema Kuro. ဒါနဲ့ bro ခုနကဘယ်ရဘယ်ရတယ်တော်တော်လေးမပဲပုံလို့ Tema. Tu Pia. Simboji, Parente, Gundigade. Tu Migaro, Mata. Trua. Pia, do you know? Tu Mia. Pia, the Ayan Shida. ဟောဟုတ်လားဒါနဲ့ bro စကားပြောချင်တယ်အဲ့ကလေးကိုတော့ပေါ့ပြန်လာ Tema Kuro. ဒီကုန်းလေးရုံးကိုတခြားဒီပါဒါနဲ့လူတွေနာနဲ့ဘယ်လိုပေါ့လဲ Aloysius ပါ ဟုတ်လား Aloysius ဒီချရာရဲ့ဘာလို့လဲဒီလိုချက်များရှိနေတာဘုံကြီးရောမဖြစ်ဘူးလား တိတ်ဖြစ်ချင်တာပေါ့ဒါဖုန်ကြီးဖြစ်ဖို့ပါလို့ရမလားအမေလည်းသဘောတူရဲ့ ဟုတ်လားကောင်းဆုံးကတော့အဖေရောတော့တူကောင်းတာပေါ့ဒါပေမဲ့ကတော့ဒီလိုရဲ့ဘုရားကြီးစမချင်းကချိပါဆရာလည်းစတော်ပြီးနေတော့ Thank you Bishop ဘုရားကြီးရဲ့ဆက်စလေးပြီးမှာပါ တပည့်တော်ဒီအင်ရှိမင်းသားတယောက်ဖြစ်ကြောင်းလုံးဝမိမိရနဲ့အနိစ္စဆုံးသောအိမ်မိုးတာဝန်များအထူးသဖြင့်စပူမိုးတာဝန်ကိုပြည်နာတော်မူပါ Then Sanda Tai Piwa Basi. Thank you Father Thank you.
ပါလေမသိရကြဘူးနော် ဟုတ်တာပဲမရကြရတော့မကဲဘူးလားရဲတဲမှာဘုံမပြောဘူးလား ဩမဖြစ်ပါဘူးကျွန်တော်ဟာသူ့ကိုယ်သူနေချပြီးစေးရစွာနေထိုင်သက်ရှင်နေတဲ့ခရစ်တော်ကိုစံနမူနာဖြစ်ပေါ်သူယူပါလေကျွန်တော်တို့ရဲ့ကေတရှင်ခရစ်တော်ကျင့်ခဲ့တော်စေးချင်းပါရမီကိုကျင့်ခြင်းဟာအလုံးနဲ့နေမြင့်ပြီးပြောစရာကောင်းပါလေ ။အိုးကောင်းလိုက်တာ။ဒါစင်တော့မှတွေ့ရအောင်နော် ဟုတ်ကဲ့ပါ ။ Sing Lucius. Blair Sing Lucius. Blair Lucius. စိတ်ချပါပြောတာတခုရှိတယ်။လူခဲတော့လာတော့ကမြဲပြီးဆုံးသွားပြီ။သူမဆုံးခင်မင်းရဲ့ချိုးချန်ထုတ်ပြီးချင်းဟာသူ့အတွက်ကောင်းတော့တည်ချင်းကြီးကိုရစစ်စီတယ်လို့ပြောခဲ့တယ်။တော့မင်းလည်းမြဲပြီးကိုနေတိတ်ဆာဆောင်ရေးလိုက်ပါအောင်နော်။မြဲအမီနေတိတ်ဆာဆောင်ရေးပြလိုက်ပါဦး တမန်ကို ။ Thank you. thank you for ဒီမှာလူကြီးပဲအာနာရှော့ရှော့တောင်းပြီးတော့ကျွန်တော်တို့မိဘပိုင်ဆိုင်မှုကိုတင်ချင်တာပေါ့ဟလားလုံးဝမတရားဘူး လကားတဲ့တော့မဟုတ်ဘူးမင်းတို့ပြည့်နေတဲ့ဆိုင်ရပဲမင်းတို့ပိုင်ရခုမင်းတို့တော့အကြီးလို့နေမင်းတို့မရှော့စစ်ပွဲတော့ခင်ရတယ် Oh my god အေးရတယ်အေးဒါမဲ့ကျွန်တော်မှာသူတယောက်ရှိတယ်သူ့စီရင်သွားဆွေးနွေးရအောင် ကောင်းလိုက်တာ ဟိုက်ပဲလေဘယ်အားမလားဒီမှာအာနာပိုင်တွေကကျွန်တော်တို့မိဘအမွေနဲ့ပတ်သက်ပြီးတော့မတရားသိချင်လို့ပြဿနာတက်နေတယ် no 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 မဟုတ်ဘူးမင်းတို့ပြည့်နေတဲ့ဆိုင်ရပဲဆုံးဖြတ်တာ ကဲလာနေပြီးဆွေးနွေးရအောင်တော်မောဒီနာကိုလည်းမင်္ဂလာရှိပါကြောင်းကြားပြကြမှာပါ ကျွန်တော်တို့က ကျွန်တော်ဖတ်ပြမယ်နားထောင်ကြတော့ကိုတော်ဒီလည်းမိမိတို့တော်ကိုဖွင့်၍သူတို့ဟာဟောပြောတော်တဲ့တော်မူပါအတွင်းစိတ်ဖြင့်ဆင်းရဲတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်သူတို့၏နိုင်ငံဖြစ်၏ဝန်နေမှုချေတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်လိသိချင်းခံကြရလိမ့်မည်စေနှလုံးလူငယ်တိမ်မှုတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်မိကိုမွေခံရကြလိမ့်မည်ဖြောင်းမချင်းတရားကိုငတ်မွတ်တော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်လူရဲ့ဆန္ဒပြေဝကြလိမ့်မည်တနာချင်နာတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်တနာချင်နာချင်းခံကြရလိမ့်မည်စေနှလုံးယူသားဖြူစင်တော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ဖျားသခင်ကိုပူပင်ကြရလိမ့်မည်ငင်းချ၏အတွက်ကျူးမဆောင်ရတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ဖျားသခင်၏သားများဟုအခေါ်ခံရကြလိမ့်မည်ဖြောင်းမချင်းတရားတွင်ငင်းပါနေစတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်သူတို့၏နိုင်ငံဖြစ်၏ကဲနားလေကြလားမသိဘူး နားလေဗျာ စာကောင်း ဒါပေမဲ့မသိဘူးခရစ်တော်ကိုယ်တိုင်ကပြောထားတယ်ငါဒီတင်တို့ကိုချစ်ကြလို့ဘုရားချင်းချင်းချစ်ကြလို့တဲ့ငါတို့ကခရစ်တော်ရဲ့သားသမီးတွေပဲမလားကဲဒီကြတဲ့နာကိုဒီမှာပဲကြစို့အားလုံးခွင့်လွှတ်တဲ့အနေနဲ့အချင်းချင်းလုံးဆက်ပြီးတော့မှခွင့်လွှတ်ကြရအောင်ဒီကြတဲ့နာကိုမိကြစို့
I am very sorry. 나야 고스트. Good morning. 이거나 배우는데 사료가 뻥이다. 네네, 그들의 진리. 맞아네. 무수이네. 비한테나 맨날 싫어해. 뼈라나 와니 마마 무수이네. Good morning, President. 배우는데 공화리 시간 너무 Good morning. 배우는데 됐다야. 저는 aku terlokal kayak 됐다나 마마 무수이 바네 너 근데 또 안에 또 됐다 마마. 비한테나 맨날 싫어해.တော်လေးစီဆိုပါသုတော်ပြီးမှဘယ်တော်လေးစီလို့ရကပီရောတာရှင်တော်ရမယ်တပည့်တော်ကိုရုံးပဲပေးရုံချင်းလေကိုစီဖီကိုလည်းပြကြပါဦး我哋話食情義咯，我啲人，你哋送佢。부록들을 바로 쓴 거라네. 해로 누나리 구이 둘레 플레이어 아야도 송도라. 그래. 뭔가.
Devotions and Thank you.